အချစ်ခံရခြင်းရဲ့ဒီတစ်ချက်ကိုမဖြစ်မနေလုပ်တဲ့တယ်။ Hello အားလုံးပဲမင်္ဂလာပါ။ Aura Charo Reading ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အားလုံးသိချင်နေကြတဲ့အချစ်ခံရအောင်ဘာလုပ်ရမလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ Aura ကပြပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့တခြားသူရှိကကိုကအချစ်ခံခြင်းနဲ့လူတွေရှိကအချစ်ခံခြင်းတယ်လို့တွေးနေပြီဆိုလို့ရှိရင်ပထမဆုံးတစ်ချက်အနေနဲ့စဉ်းစားရမှာကတခြားလူတွေကိုချစ်တာမချစ်တာထက်ကိုယ်တိုင်ရောကိုချစ်နေရလားဆိုတာပေါ်မူတည်ပြီးတော့အဖြေကပြောင်းလဲသွားပါလိမ့်မယ်။အဲ့တော့တခြားသူတွေရှိကအချစ်ခံခြင်းနဲ့ချစ်သူရေးသားရှိကအချစ်ခံခြင်းနဲ့အဲ့ချက်တွေကိုစဉ်းစားလာပြီဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ကိုယ်တိုင်ရောကိုချစ်ရလားအဲ့ဒီချက်ကအရင်အရေးကြီးရပေါ့နော်။ကိုကိုမချစ်ဖဲနဲ့ကိုတောင်ကိုမချစ်တတ်ဖဲနဲ့တခြားသူရှိကအချစ်ခံရဖို့မျှော်လင့်နေတယ်ဆိုလို့ရှိရင်တော့100% no ဆိုတဲ့အဖြေထွက်လာပါလိမ့်မယ်။ဘာလို့လဲဆိုတော့ကိုယ်တိုင်ကကိုအရင်ချစ်တတ်အောင်တင်ယူလေ့လာပြီးမှကိုအရင်ချစ်တတ်မှတခြားသူကလည်းကိုချစ်လာမှာမို့လို့ပဲဖြစ်ပါတယ်။ကိုယ်တိုင်ကကိုမချစ်နေမှတော့တခြားသူရှိကအချစ်ခံရဖို့မျှော်လင့်နေလို့မရပါဘူး။အဲ့တော့ order တို့အနေနဲ့ကပထမဦးဆုံးအနေနဲ့ကိုချစ်တတ်အောင်အရင်တင်ယူလေ့လာတင်တယ်ပေါ့နော်။ order အရင်တင်ထားတဲ့ပို့တွေမှာလည်းအရင်တင်ထားတဲ့ဗီဒီယိုတွေမှာလည်းကိုဘယ်လိုချစ်ရမလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မျှဝေထားပေးတာရှိရပေါ့နော်။အဟာလေးတွေကိုပြန်ပြီးတော့ကြည့်ပေးကြပါလို့ order ကပြောချင်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့တခြားလူရှိကချစ်တာကိုခံကျင်တယ်ဆိုလို့ရှိရင်ကိုအရင်ချစ်တတ်အောင်တင်ယူပါကိုချစ်တတ်တယ်ဆိုတဲ့အထဲမှာကိုအလိုလိုက်တာနဲ့ကိုချစ်တာနဲ့ကမတူဘူးပေါ့နော်ကိုချစ်တတ်အောင်ဆိုလို့ရှိရင်ဥပမာကိုရဲ့ပြည့်စုံတဲ့မိဘတယောက်ကမိဘတစ်ပါးပေါ့နော်အဲကိုရဲ့ခလေးကိုထိန်းချောင်းတဲ့ပုံစံမျိုးအနေနဲ့ချစ်ပေးရမှာပဲဖြစ်ပါတယ်အလိုလိုက်တဲ့မိဘမဟုတ်ဘဲနဲ့ကိုယ်ကောင်းစေခြင်းနဲ့ကိုယ့်ရဲ့ကလေးကိုကောင်းစေခြင်းတဲ့မိဘနေရာမှာနေပြီးတော့ကိုချစ်တာအောင်တင်ယူလေ့လာရမှာပဲဖြစ်ပါတယ်အဲ့တော့ order ပြောချင်တာကပတ်စံတွေအများကြီးပဲဖြုံးပြီးတော့ကိုလိုချင်တာတွေကိုဝယ်လိုက်တာကိုဖြစ်ချင်တာတွေကိုအတင်းမရမကရယူတာတကူကောင်းဆန်တာအဟာတွေကကိုချစ်တာဆိုတဲ့စက်ရင်းထဲမှာမပါဘူးပေါ့နော်ကိုငါချစ်လို့ဒါတွေကိုဝယ်လိုက်မယ်ငါချစ်လို့ဒီအကောင်းစားပစ္စည်းတွေကိုဝယ်လိုက်မယ်ငါချစ်လို့ပတ်စံတွေမလောက်ရှင်တဲ့နေပလေးတွေကိုလိုချင်တာတွေကိုဝယ်လိုက်မယ်ငါစားချင်တာတွေကိုစားလိုက်မယ်ဝိတ်ချနေတယ်ဆိုပေမဲ့လည်းစားချင်တာတွေစားလိုက်မယ်ပြီးကြလို့ရှင်ကိုသွားချင်တဲ့နေရာတွေသွားလိုက်မယ်အဲ့လိုမျိုးတွေကမတူဘူးပေါ့နော်ကိုချစ်တာနဲ့ကိုနှစ်တာကမတူပါဘူးအဲ့တော့ပထမဆုံးလွယ်ကူနဲ့ကိုချစ်တတ်အောင်တင်ယူဖို့နည်းလမ်းကတော့ကိုယ့်ရဲ့မိဘနေရာကနေပြီးတော့ကိုပြန်ပြီးတော့ထိန်းချောင်းတာအကောင်းဆုံးပဲဖြစ်ပါတယ်အဲ့တော့ကိုမိဘတွေဆိုလို့ရှိရင်ဟဲ့နင်ဒါမစားနဲ့တော့အဟာဆိုင်နဲ့သွေးပေါင်တက်လိုက်မယ်ဝိတ်တက်လိုက်မယ်အဲ့လိုမျိုးတွေးရနေလိုက်မယ်အဲ့လိုမျိုးလေးပြောပေးတာရှိတယ်နင်မအိတ်သေးဘူးလားနင်မအိတ်လို့ရှင်မနှက်ဖက်ကြအေးမဝပဲခေါင်းကိုက်လိုက်မယ်အဟာတွေစားလို့ရှိရင်နင့်တော့မကောင်းဘူးနင်စားမလို့ဘူးလားစားမလို့ချင်အနာကမှဘာဖြစ်လိမ့်မယ်အဲ့လိုမျိုးတွေကိုတည်တည်ချာချာဆုံးမတွင်တင်ပေးတဲ့မိဘတစ်ပါးနေရာကနေပြီးတော့ကိုချစ်တတ်အောင်လေ့ကျင့်ရမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့အလွယ်ကူဆုံးကိုချစ်တတ်အောင်လေ့ကျင့်တဲ့နည်းလမ်းပဲဖြစ်ပါတယ်အဲ့တော့ကိုမိဘကကိုစိတ်ပူပေးတယ်လို့မျိုးကိုကလည်းကိုစိတ်ပူတတ်အောင်အရင်ဆုံးလေ့ကျင့်ကြည့်ပေါ့နော်အဲ့ဒါကတခြားသူကိုမချစ်ခင်ကိုယ်တိုင်ကကိုချစ်အောင်အရင်လေ့ကျင့်ပြီးတော့ယူရမှာပဲဖြစ်ပါတယ်ကိုချစ်တတ်လာပြီဆိုလို့ရှိရင်တခြားသူကလည်းကိုချစ်လာပါလိမ့်မယ်လောကမှာကိုချစ်တတ်တဲ့မိန်းမတွေကအချစ်ခံရဆုံးပဲဖြစ်ပါတယ်ကိုချစ်တတ်တဲ့လူတွေကတခြားသူရှိကချစ်တာကိုခံရတာပဲဖြစ်ပါတယ်အဲ့တော့အားလုံးလည်းကိုချစ်တတ်အောင်ကြိုးစားကြည့်ပါလို့ order ကအကြံပေးချင်ပါတယ် order နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ် bye bye